နိုဝင်ဘာလ29ရက်နေ့မှာကျင်းပပြည်စည်းခဲ့တဲ့ Miss ACTC 2025ပြိုင်ပွဲဟာဖျော်ဖြေရေးနဲ့ပရာဟိတဆိုတဲ့ရည်ရွယ်ချက်ကောင်းတွေနဲ့စတင်ခဲ့ပြီးမြဲနိုင်ငံတနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ဘာသာရေးကိုစော်ကားပြည့်ရပြုသွားတဲ့မှတ်တမ်းစုကိုချန်ထားခဲ့ပါတယ်။ပြိုင်ပွဲဝင်တဦးရဲ့လုပ်ရဟာမြန်မာပြည်သက်တရဲ့ရင်ထဲမှာဗီတောက်တွေတိုက်ရိုက်ပစ်ထည့်လိုက်တာနဲ့တူတူပါပဲ။ဒီပြိုင်ပွဲဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပခဲ့ပြီးရည်ရွယ်ချက်ကအဓိကအဖြစ်ပရာဟိတလုပ်ငန်းများအတွက်ရမုံငွေရှာဖွေဖို့ဖြစ်ပါတယ်။ပြိုင်ပွဲဝင်များသည်ကိုယ်နိုင်ငံကိုစားပြုခြင်းမဟုတ်ဘဲတရော်သောသို့မဟုတ်စံပြသောဝတ်စုံများကိုဝတ်ဆင်၍ဖျော်ဖြေတင်ဆက်ကြခြင်းသည်လည်းပြိုင်ပွဲ၏သဘောတဘာဝပင်ဖြစ်ပါတယ်။အငင်းပွားဝယ်အဓိကအချက်ကတော့ပြိုင်ပွဲဝင်တဦးရဲ့ဖျော်ဖြေမှုမှာတီလာရှင်များဝတ်ဆင်လေးရှိတဲ့သင်္ကန်းနဲ့ဆက်တူသောဝတ်စုံကိုဝတ်ဆင်ပြီးပြည့်ရပြုဟန်အဖြစ်တင်ဆက်သွားခဲ့ခြင်းပဲဖြစ်ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကဘလို့ပဲဖြစ်နေပါစေမြန်မာနိုင်ငံရဲ့အဓိကကိုးကွယ်ရာဖြစ်တဲ့ဗုဒ္ဓဘာသာရဲ့သင်္ကေတများကိုပေါ်ပေါ်တန်တန်ဖျော်ဖြေပစ္စည်းဖြစ်အသုံးပြုပြီးဟာတာလုပ်ခဲ့ခြင်းဟာဘုရားရှင်နဲ့တန်ခါတော်များကိုဓာတ်ရိုက်စော်ကားပြည့်ရပြုခြင်းဖြစ်ပြီးလုံးဝခွင့်လွှတ်နိုင်ကြမရှိပါဘူးဒီပြိုင်ပွဲဟာလူသားချင်းဂရုဏာစိတ်ကိုမြင့်တင်ဖို့ရည်ရွယ်ခဲ့ပေမဲ့တခြားသူတွေရဲ့ယုံကြည်မှုနဲ့ယဉ်ကျေးမှုကိုဖျက်ဆီးပြီးမှရတဲ့ပရာဟိတရမုံငွေဟာဘာတန်မှုရှိတော့မှလဲခင်ဗျာပြိုင်ပွဲရဲ့ရည်ရွယ်ချက်ကောင်းများကိုဒီလိုရဲ့ဖြစ်ဖုံးလွှမ်းသွားစေခဲ့ခြင်းကြောင့်ပြိုင်ပွဲကိုဦးစီးသူများကိုကျွန်တော်တို့အနေနဲ့ဖြစ်ပျက်တသားပဲမေးချင်ပါတယ်Miss ACTC 2025ရဲ့လုပ်ရဟာပရာဟိတဆိုတဲ့ကောင်းတဲ့နဲ့ပုံဝဲထားတဲ့ရည်ကျင်းမှုတွေစော်ကားမှုတွေလားဒါမှမဟုတ်ရိုးသားတဲ့အမှုပညာအမှားတစ်ခုတတ်တာလားလို့ပဲမေးချင်ပါတယ်ကိုချင်းမြတ်နိုတဲ့ဘာသာကိုဒီလိုပြည့်ရပြုနေတာကိုလုံးဝလက်ပိုက်ကြည့်မနေသင့်ပါဘူးဒီပြဿနာဟာကျွန်တော်တို့အားလုံးနဲ့သက်ဆိုင်ပါတယ်ဒါကြောင့်ဒီဗီဒီယိုရဲ့အောက်က comment မှာတင့်ရဲ့ဒေါသကိုပုံဝင်လင်းလင်းဖော်ထုတ်ပေးပါဒီလိုမျိုးနောက်ထပ်မပြေအောင်ဘလို့ကိုင်းတွေဖြည့်ရှင်းတင်နေဆိုတဲ့တင့်ရဲ့အမြင်တွေကိုဝင်ရောက်ဝေဖန်သုံးသပ်သွားဖို့ကျွန်တော်အနေနဲ့တောင်းဆိုလိုက်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ